တို့ခန္ဓာကိုယ်မှာသိက္ခာရောခုပိစုပါမှာရောရှိနေတဲ့ကာရှင်တတ္တိရဲ့တိုက်ခိုက်မှုစိတ်ရဲ့အရှိန်လိုက်ကြွားဖို့ပြီးတော့ဥရုရှင်ရဲ့တိုက်ခိုက်မှုအာဟာရရှင်ရဲ့တိုက်ခိုက်မှုအဲ့ဒီတိုက်ခိုက်မှု၄မျိုးတို့တိုင်းဖြစ်စဉ်ဆိုတဲ့ဘဝပါရှိတယ်အဲ့ဒါကိုပဲတို့ဘဝလို့ပေါ့ပါဠိလိုပြောတာဗမာလိုဖြစ်စဉ်လို့ဆိုလို့ဟင်မှန်ပါဗျာအဲ့ဒါကိုဘဝအဲ့ဒါကိုဖြစ်စဉ်ဆိုတာကာရှိန်ဥရုရှိန်စိတ်ရှိန်အာဟာရရှိန်အဲ့ဒီအရှိန်တိုင်းတို့ပါတော့မီးလောင်တဲ့အခါချင်းနဲ့မီးနဲ့တွေ့တဲ့အခါမှာအရှိန်သွားပေါ်မလာဘူးလားပေါ်ပါဗျာအဲ့ဒီအရှိန်တိုင်းတို့မီးဘူးတန်းလေးပေါ်မလာဘူးလားပေါ်ပါဗျာဒီဘဝကအဲ့ဒီမီးဘူးတန်းတို့ခုရှိနေတဲ့ဘဝလေမှန်ပါဗျာအဲ့ဒါဖြစ်စဉ်လို့ပါတော့အဲ့ဒီဖြစ်စဉ်ကတို့ချင်းပြော့ရင်အခုတန်းလည်းပြော့ရော်ရနေမယ်တဲ့မှန်ပါဗျာချင်းမာရင်တော့မှန်ပါနေပါဗျာမှန်နေပါပဲအဲ့တို့ကောက်ရုံမီနဲ့ထင်းမီတူနိုင်မတူပါဗျာအတူနိုင်မှုမိကိုတော့မိကိုပဲသူတော့အယောင်ကြီးလည်းမတူနိုင်ဘူးမှန်ပါဗျာပြီးတော့ဘေးကလေရဲ့တိုက်ခိုက်မှုတိုင်းသွားလာလှုပ်ရှားမှုကိုတူမလားမတူပါဗျာဟိုလေငြိမ်လို့ရှိရင်မိကိုတော့ဟာဖြောင်းဖြောင်းနေမှာပေါ့မှန်ပါဗျာဟိုလေတိုက်လို့ချင်းဟိုဘက်နဲ့သွားကြည့်ပါမယ်ဒီဘက်နဲ့သွားကြည့်ပါမှန်ပါဗျာဖြစ်စင်မှလည်းတို့ဒီတိုင်းပဲကံကြောင့်စိတ်ကြောင့်ဥရုကြောင့်အာဟာရကြောင့်ဖြစ်နေတယ်အဲ့ဒီဖြစ်စဉ်ကြီးမှာတို့ငွေကလေးကပေတိနှမျိုးတည်းနဲ့သွားနေတယ်တဲ့အနုယောဂနဲ့ဝိရောဓမှန်ပါဗျာအနုယောဂခွင့်ပြုခြင်းသို့မဟုတ်လူချင်းနဲ့လာခဲ့လက်ခံလိုက်တယ်တဲ့မှန်ပါဗျာဒီဖြစ်စဉ်ကတခုတင်တယ်မှန်ပါဗျာပြီးတော့ဝိရောဓပါဠိလိုပြောတာလေဗမာလိုတော့မလူချင်းမှုမယူခဲ့နဲ့တွန်းလှန်ထုတ်လိုက်တာတခုတင်တယ်မှန်ပါဗျာတို့စိတ်စီမှာဒီနှစ်ခုပဲရှိတယ်တင်တယ်မှန်ပါဗျာပူသေးတာတည်တယ်မပေါ်ပါဗျာဒီနှစ်ခုပဲရှိတယ်အနုယောဂဝိရောဓဒါဆိုစာလိုပြောတာကွဗမာလိုတော့လူချင်းမှုမလူချင်းမှုဒါတည်မှန်ပါဗျာနေလိုက်တဲ့လူချင်းတာဖြစ်ရင်ဖြစ်မဖြစ်မလူချင်းတာတင်တယ်မှန်ပါဗျာဒီနှစ်ခုကလို့လို့ရှိသေးလားမရှိပါဗျာမနေ့ကဟောဒါပါပဲဗျာဒီကနေ့ဟောဒါပါပဲဗျာနေ့ဖြင့်ကဟောဒါပါပဲဗျာသိတယ်မဟုတ်ဘူးဒါလေးနှစ်ခုနဲ့သွားနေတာအနုယောဂဝိရောဓအနုယောဂဝိရောဓသို့မဟုတ်ခွင့်ပြုခြင်းနဲ့ဆန့်ကျင်ခြင်းတယ်မှန်ပါဗျာလူချင်းနဲ့ဆိုတာခွင့်ပြုလိုက်တာတယ်မှန်ပါဗျာတစ်ဖက်ကအာယုံတိုက်ကိုခွင့်ပြုလိုက်တာကိုအနုယောဂသို့မဟုတ်လူချင်းနဲ့အတူတူပဲမဟုတ်မှန်ပါဗျာဝိရောဓဆိုတာဟိုကလာပြီးအာယုံကတိုက်ထားတာကိုဆန့်ကျင်လို့လိုက်တာမှန်ပါဗျာအဲ့ဒါကိုတို့စားလို့ဝိရောဓလို့သုံးလိုက်တာတယ်မှန်ပါဗျာအဲ့တော့တို့ဘဝဖြစ်စဉ်ကြီးဟာမွေးကြတဲ့ကသေထိအဲ့ဒါအနုယောဂဝိရောဓအနုယောဂဝိရောဓဒါနှစ်ခုနဲ့သွားနေတယ်မှန်ပါဗျာဒါကိုတို့တတိလေးနဲ့မဆောင်စည်းနိုင်ဘူးမထိမ့်သိမ့်နိုင်ဘူးဆိုရင်တို့အာသဝကနေဩဃကိုရောက်တော့မယ်ဟုတ်ကလားမှန်ပါဗျာအာသဝကနေဩဃကိုသွားမယ်အဲ့တော့အာသဝဆိုတယ်တို့ကြားဘူးတယ်ကြားဘူးပါဗျာသူတို့စုတောင်းတာပါဗျာဤဓာမေပုံညာအာဘဝခယံတို့တဲ့ဓာမေပုံညာအာသဝခယံပါဗျာအဲ့ဒါပါတယ်တို့ဒီအာသဝတရားဒီသာတို့မှအဲ့တော့ဒီအာသဝကအဲ့လိုယူစည်းကြောင်းဆိုတဲ့ဒီအာသဝကိုကင်းရပါလို့တို့ပစက်ကပြောရုံနဲ့ရရောလားမရပါဗျာမရပါဗျာအဲ့တော့ဒီအာသဝကိုသွားတာတို့ဒီအနုယောဂနဲ့ဝိရောဓဒီနှစ်ခုကြောင့်မဟုတ်ဘူးလားမှန်ပါဗျာသို့မဟုတ်လက်ခံကြီးနဲ့တံပြန်တိုက်ခိုက်ခြင်းဒီနှစ်ခုကြောင့်မဟုတ်ဘူးလားဗျာအဲ့ဒါယူဖျားရှိသွားပြီးတော့ဤဓာမေပုံညာအာသဝခယံပုံဟောလိုက်မကုန်ပါဗျာဘာတော့ညနေတစ်ခါမနေ့တစ်ခါပြောမယ်ဘုရားရှိရတယ်ဘုရားရှိရနေညနေတစ်ခါမနေ့တစ်ခါအော်မယ်ဗျာကုန်ပေါ့မကုန်ပါဗျာလူတိုင်းအော်မယ်ဗျာမကုန်ပါဗျာဘုရားဟုတ်တဲ့တိုင်းအော်မယ်ဗျာမကုန်ပါဗျာဘာဖြစ်လို့ပြောနေုံနဲ့ရတာမှမဟုတ်ဒါစီမှရတဲ့ဒါစီမှရမှာမဟုတ်ဘူးလားမှန်ပါဗျာပြောနေုံနဲ့မရနိုင်ဘူးတို့ဒါစီမှရမှာမှန်ပါဗျာဘုရားရှိဆူတောင်းနေုံနဲ့လည်းမရနိုင်ဘူးဒါစီမှရမှာမှန်ပါဗျာဟုတ်ကလားဟဲ့မှန်ပါဗျာအဲ့ဒါကိုတို့စားလို့အာတဝဆိုတာအဲ့ဒီအနုယောဂဝိရောဓကိုတတိနဲ့မတားလို့ရှိရင်အချိန်လွန်ပြီးတော့အာတဝဆိုတာယူစည်းတယ်ဥမာမဲတို့အိုးက၄ခွက်လောက်ဝင်မဲ့အိုးဆိုတော့အဲ့၄ခွက်လောက်ဝင်မဲ့အိုးကို၅ခွက်ထည့်ရင်ယူမလားမယူဘူးလား
ယူပါဗျာ ဖိတ်တလားမဖိတ်ဘူးလား ဖိတ်ပါဗျာ အေးလေဦးနဲ့မတန်တော့အောင်ထည့်ရင်ဒါယူမှာပဲ မှန်ပါဗျာ ဟင်အဲ့တော့ငါ၄ခွက်လောက်ဆမ်းမဲ့ဟာကို6ခွက်ထည့်ရင်ယူတာကနည်းနည်းလားစီးမလား သိပါပါဗျာ အဲ့10ခွက်15ခွက်ခွက်20တရားဇက်တိုက်ထည့်ရင် ကိုသိပါပါဗျာ ဟုတ်ကလားဟဲ့ မှန်ပါဗျာ ဟင်ခွက်ကလေးကို၄ခွက်လောက်ဆမ်းတာလေ5ခွက်ပြုတ်6ခွက်ပြုတ်9ခွက်ပြုတ်10ခွက်ပြုတ်တခါတည်းဇက်တိုက်တာလောင်းနေဟင်ဟောဖိတ်ချမယ်ဖိတ်ချပြီးရင်ယူမယ်ယူရကဒီမှာအားကောင်းလာရင်စီးမယ် မှန်ပါဗျာ အဲ့ဒါအားသွားပဲလေစာလို့ယူစီးမှုယူစီးမှုယူစီးတဲ့ဆိုတာကိုလျံပြီးဖိတ်ချံကြသွားတာပြောတာတဲ့ မှန်ပါဗျာ အဲယူစီးတာမှန်တယ်များအဲ့ဒီဘူချံဖိတ်စင်ကြသွားတာကိုပြောတာ မှန်ပါဗျာ အဲ့ဒါယူဖျားရှိသွားစုထောင်းမယ်ဒီဓာမေပုံညာအားသွားခရမ်းကြားလောက်ပါလေ မရပါဘူးဗျာ ဘာဖြစ်လို့လဲတိုင်းမနဲ့တိတ်ညတဲ့ချိန်ကောင်းမလား မရပါဘူးဗျာ တိုင်းဖုန်းကြီးနဲ့တွေ့တိုင်းအော်မယ် မရပါဘူးဗျာ ဘာဖြစ်လို့တော့ မလို့လို့ပါဗျာ အော်လိုက်တာကွာဟင်အဲ့တော့ဒီယူစီးမှုကြီးကိုတို့တားမှရမှာဗော မှန်ပါဗျာ အဲ့တော့တို့ဆိုတော့ဟိုမိုးလေးတွေရွာတယ်ကွတစ်ဖြောက်စားနှစ်ဖြောက်စားဆိုရင်တော့ဖုံတောင်းသိဘူးထင်တယ် မသိပါဗျာ ဒီတဲ့များတနာရီလောက်ရွာရင်ပဲလို့နေတော့ သိပါဗျာ ဟင်ဒီနေရာဇက်တိုက်ကြနေမလဲဇက်တိုက်ကြနေမလဲတနာရီလောက်ဒီနားမှာရှိတဲ့မြေချင်းကွက်ကလေးတွေပူလာရင်သို့မဟုတ်ဒီနားမှာရှိတဲ့မြောင်းကလေးတွေပူလာရင်ဟောဖိတ်ချကြသွားမှာ မှန်ပါဗျာ အဲ့ဒါနေပြီးတော့ဟိုယုံမှုပေါ်လာပြီဖိတ်မှုပေါ်လာပြီစီးမယ်ထင်တယ် သိပါပါဗျာ အဲ့တော့စီးတာကတို့အောက်ကနေပြီးအထက်ကိုဒီလိုစီးမှာလားအထက်ကနေပြီးတော့အောက်ကိုစီးမှာလား အဲ့ကနေတော့သိပါပါဗျာ အေးမြင့်ရာကနေလိမ့်ရာစီးမှာဟုတ်ကလား မှန်ပါဗျာ အဲ့ဒီတိုင်းပဲတို့မှလည်းဟိုမြင်ရာကြားရာနာရာစားရာထိရာဟုတ်ကလား မှန်ပါဗျာ အဲ့ဒီတကအာယုန်တွေတစ်ဖြောင်းဖြောင်းနဲ့တို့အာယုန်မတိုက်တဲ့နေရှိသလား မရှိပါဗျာ ဟင်ဟုတ်ကလားတို့ကတော့ဟိုဥမာမဲ့အာယုံ၅ခုတိုက်တဲ့ထဲမှာမျက်စိတစ်ခုအာတိုင်မျက်စိရတာဖမ်းမိတယ်ဟိုကတိုက်ထားတော့၅ခုလုံးကနေရာမလားတိုက်နေတယ် မှန်ပါဗျာ ဟုတ်ကလား မှန်ပါဗျာ အဲ့ဒါတစ်ခုတည်းလား မဟုတ်ပါဗျာ တက်မဲ့တော့သိရှိရောဘာမှမတိုက်ဒီသားတော့တဟဲဟဲပဲ မှန်ပါဗျာ ဟင်တိုက်နေမဲ့အဲ့တော့တို့တိုက်နေတဲ့အာယုံတွေကပြင်ပမှာမျက်စိမှာနားမှာရှားမှာကိုယ်မှာဘယ်နည်းပြတော့ မပြပါဗျာ ဘယ်ချင်းပြတော့ ဘယ်ချိန်မှမပြပါ ဘယ်ချင်းမှပြတိုက်အမြဲတိုက်နေတယ်တို့ မှန်ပါဗျာ ဟုတ်ကလား မှန်ပါ အဲ့ဒီအမြဲတိုက်နေတာကိုမြင်နာမြင်တဲ့နေရာလေးကတတိနဲ့ပေါ့ကွယ်မမှတ်လို့ရှိရင်ကိုယ်ဘက်ကိုပိုသွားလို့ရှိရင်ဒါဘသူပဲဒါပဲဝါပဲဘယ်လိုဟာလေးဘက်နဲ့ဟာလေးဆိုလို့ရှိရင်ပိုသွားပြီ ဟုတ်ပါဗျာ အဲ့ကောင်းဟိတ်သိုးဟိတ်မလာလိုက် လာပါဗျာ ဟင်ဒီလိုဆိုကြိုက်တဲ့ဟိတ်မကြိုက်ဘူးလာမှာပဲ လာပါဗျာ အဲ့ဒီတစ်ခါကြိုက်တဲ့ဟိတ်စိတ်ထဲမှာအဲ့တော့ဒါလေးကိုတစ်ခါရယူသိမ့်ပိတ်ဖို့စဉ်းစားဘူး သိလားပါဗျာ စဉ်းစားလို့ရလာခဲ့ရင်တော်ပါလားဟိ မတော်ပါဗျာ ထပ်ပြီးကြိုးစားခြင်းပါပဲ ကြိုးစားကြပါဗျာ ဟင်ကိုကြိုက်တာလေးရလာရင်အနုယောဂထင်တယ်ခွင့်ပြုတော်မှာထင်တယ်အမြဲတမ်းတကားဖွင့်ထားပြီးပုတ်ကလိုက်ခါကြရင် မှန်ပါဗျာ ဟင်ဒါကောင်းဟေးလို့ဆိုရင်မှတ်ချက်ချလိုက်တာနဲ့ မှန်ပါဗျာ ဟင်မျက်စိကမြင်တာကိုကအာယုံကလာတိုက်တယ်မျက်စိကဖမ်းကြည့်လိုက်တယ်မြင်နာမြင်ုံနဲ့ရမတာရင်စိတ်ထဲထိသွားဆွဲမယ် ဆွဲပါပါဗျာ အဲ့စိတ်ထဲထိသွားဆွဲမယ်အဆွဲနာသွားပြီအဲ့တော့တခါမြင်နဲ့အဲ့ဒီတခါမြင်တာကိုလက်ခံလိုက်ပြီးတော့ဟိုကြည့်လို့တဲ့စိတ်ကြီးလို့နှစ်ခါကြည့်လို့ရှိရင်တော့အဆွဲကနေမလား ပါဗျာ နေမလားများမလား ရပါဗျာ ဟင်တန်လာမှာပေါ့ဟဲ့အဲ့တန်လာတော့ထပ်မကြိုးစားဘူးလား ကြိုးစားပါဗျာ ထပ်ကြိုးစားလို့ရတော့တကထပ်ပြီးတော့ခံစားတော့ရော့သွားမှာပေါ့ မရောဗျာ ဟုတ်ကဲ့လို့ဟင်အဲ့တော့တခါတည်းဟိုကြည်ချင်းလေးကြည်ရလေးကြည်ချင်းလေးနဲ့၄ခွက်ဟာလေး၅ခွက်၆ခွက်ဆိုရင်တော့ရှမ်းတော့မယ် ရပါဗျာ ဟင်ရှမ်းရင်တော့နောက်စီးမှာပေါ့ သိပါပါဗျာ ဟေ့ဒီတိုင်းပဲအဲ့တော့အာယုံတိုင်းမြင်ရကဒီလိုဖြစ်လာရင်မြင်ရတာနဲ့အာမရရင်အတန်နားထောင်ခြင်းနဲ့စိတ်ပေါ်လာမယ် ဟောလာပါဗျာ ခင်ဗျားတို့ယုံမြင်တန်ကြဖြစ်သွားတော့မယ်ပုတ်ပြမရရင်အနံ့ခံလို့မှုပေါ့ဟင် ဟောလာမှာပါဗျာ ခြေတိုးသွားမှာ တိုးသွားမှာပါဗျာ ဒီလိုဆိုအရသာခံလို့မှုပေါ့
ပေါ်လာမှာပါဗျာ ဖြီလို့တွေးလို့မှုဟော ပေါ်လာမှာပါဗျာ ဘယ်နဲ့စီးသွားပလားမစီးဘူးလား သိပါဗျာ ဟုတ်ကလား ဟုတ် ဟာ ပါ မြင်နဲ့ရနာမဟုတ်လားဟုတ်ရဘူးလားစီးသွားပြီတော်တော်ကိုစီးသွားပြီထင်တယ် သိသွားပါဗျာ အခင်းတော်တော်ရောက်သွားပြီပဲဟင်အဲ့တော့ဒီထဲမှာနောက်ဘာလို့အိတ်ချာတော့အိမ်မထဲစီးဦးမထဲ သိပါဗျာ သွားမှာဟင်ကြိုက်တာလဲဒီတိုင်းမကြိုက်တာလဲဒီတိုင်းပဲထင်တယ် မှန်ပါပါဗျာ မကြိုက်တော့လဲမကြိုက်ဆွဲမှဒီတိုင်းထင်တယ် မှန်ပါပါဗျာ အဲ့ဆွဲမှာပဲတာထုံးစာမယ်တို့ခုဖြစ်နေတဲ့ဟိုတနေ့မှာဒီယူစီပေါက်ဖြစ်တယ် မှန်ပါပါဗျာ ဟင်တနေ့မှာတို့ဒီယူစီပေါက်နဲ့သွားနေတယ် မှန်ပါပါဗျာ အဲ့တော့ဒီယူစီပေါက်တိုင်းသွားနေလို့ဟိုကြည်တာလဲကြည်တာပေါ့ကွယ်အာယုံပဲအာယုံဖြစ်ဖြစ်ခံစားတဲ့အာယုံမှာကိုကြိုက်တာကိုလက်ခံလိုက်မယ်ကိုမဒါကိုဟိုကောင်းနေကြိုက်တယ်လို့လက်ခံလိုက်ရင်ကျန်တဲ့ဟာမကြိုက်ဘူးဖြစ်သွားမှာတယ် မှန်ပါပါဗျာ အဲ့မကြိုက်တာနဲ့တွေ့တော့လက်ခံလိုက်မှာပေါ့ မှန်ပါပါဗျာ ဟင်အဲ့တော့လက်ခံဆွဲနဲ့လက်ခံဆွဲဆိုတာနှစ်ဆွဲတော့လာမှာဗျာ လာမှာပါဗျာ တစ်ခုမဟုတ်တစ်ခုဗျာ မှန်ပါပါဗျာ ဟင်တစ်ခုမဟုတ်တစ်ခုပဲလက်ခံဆွဲဖြစ်ရင်ဖြစ်မဖြစ်လက်လံဆွဲပဲ မှန်ပါပါဗျာ ဒီအနုယောဂနဲ့ဝိရောဓာဒီနှစ်ခုပဲလာမှာမဟုတ်ဘူးလား မှန်ပါပါဗျာ အဲ့တော့တို့ဆိုပါတော့ဗျာအဲ့ဒီအာတဝယူစီကြောင်းဒီတိုင်းစားရလေးစားခြင်းလေးကြည်ရလေးကြည်ခြင်းလေးကြားလေးကြားခြင်းလေးဖြစ်လာတော့ကြာတော့ဒါငားမရဖြစ်သွားမယ်အဲ့လိုတို့သိထားတယ်ဟင်အလိုဆိုးတွေဝင်မလာဘူးလား ဝင်လာပါဗျာ ဟင်အားမလို့အားမရစိတ်တွေကောဝင်မလာဘူးလား ဝင်လာပါဗျာ ဟင်ငါကောင်းစားပြီးရောကောဝင်မလာဘူးလား ဝင်လာပါဗျာ ဒီလိုဆိုမြင့်သွားသလားနှိမ့်သွားသလား သိသွားပါဗျာ ဟုတ်ပါမလားဟဲ့တော့မြင့်လာတယ်ထင် သိသွားပါဗျာ ဟောတခုပေါ်တခုထပ်တာပဲဗျဟာတခုပေါ်တခုထပ်တာဘယ်လိုလုပ်နေရမှာဟင်ဖို့ကြိုက်တာလေးတခုပေါ်တခုထပ်တာလေကိုယ်သဘောကြတာလေးတခုပေါ်အားတခါလေးတခုပေါ်တခုထပ်မယ်လေနင်းနဲ့အာယုံလေးလည်းတခုပေါ်တခုထပ်မယ်ဗျကြားတာလေးလည်းတခုပေါ်တခုထပ်မယ်ဗျဟင်အဲ့လိုဆိုတခုပေါ်တခုထပ်တာဖို့မြင့်လာတာမဟုတ် မြင်လာပါဗျာ ဟုတ်ပါမလားဟောဗျာမျက်စိလဲကုန်ပြီဟင်ယူစီးတာမှန်သမျှမြင့်ရာကနေရာကိုစီးမှာလားနင်းရာကမြင့်ရာကိုစီးမှာလား နေရမြင်မြင်ရနေရကိုသိမှာပါဗျာ ဒီကလေးတော့ဟင်အဲ့တော့တို့ဘာတော့ကြည်ရလေးကြည်ခြင်းလေးလေကြည်ရလေးကြည်ခြင်းလေးကြည်ရလေးကြည်ခြင်းလေးကြည်ခြင်းလေးကြည်ရလေးနဲ့အဲ့ဒါတစ်ခုပေါ်တစ်ခုထပ်လိုက်လို့ရှိရင်မြင့်သွားတာမဟုတ်ဘူးလား မြင်သွားပါဗျာ ဟုတ်ကလားဟင်တစ်ခုပေါ်တစ်ခုထပ်တာပဲဟင်ဟာပြန်ဖြစ်ကုန်ကြပြီဟင်စကားတစ်ခုပြောတာလည်းသွားပြီဟင်ဟာဘယ်လိုဒီတကူရတယ်ထပ်ပြီးတော့ မြင့်သွားရင်ဘယ်လိုလုပ်စီလို့ရတော့မလဲဟဲ့ ရပါဘူးဗျာ ဟင်အဲ့တော့ဘယ်လိုကြည်ရလေးကြည်ခြင်းလေးကြည်ခြင်းလေးကြည်ရလေးအဲ့လိုနဲ့တစ်ခုပြီးတစ်ခုထပ်သွားရင်ဘယ်လိုမြင့်သွားတာပေါ့ဒါရင် မြင်သွားပါဗျာ ဟုတ်လားဟုတ်ကလားဟေ့ဘာလဲမြင့်သွားတာကြီးလည်းပြောနေပါလားဟေ့တဲ့ဘယ်နဲ့တော့အဖိုးဘယ်နဲ့တော့အဖိုးချင်းမေးလို့မရတော့ပါလားဟင်မြင့်သွားလားနှိမ့်သွားလားဟဲ့လုံးစားမှာကလေးရတော်သေးဟင်တော့မှတော့ဟိုဘက်ကတရေထောက်ဟင် မှန်ပါဗျာ မထောက်တာဖ ೇನೆ မှန်လားပါ ဟင်မြင့်ရကနှိမ့်ရတာစီရမှာပေါ့ဟုတ်ကလား မှန်ပါဗျာ အဲ့တော့ခုနပြောလို့ဟိုကြည်ရလေးကြည်ခြင်းလေးကြည်ခြင်းလေးကြည်ရလေးယူတာစီးကြသွားတာလေ မှန်လားပါဗျာ ဟင်မြင့်မြတ်နေတဲ့စိတ်ထားလေးကိုခုနကရေတိုက်စားသွားသလိုနေမှာပေါ့ကွယ် မှန်လားပါဗျာ ဟင်စက်တိုက်တိုက်စားလိုက်သလိုပဲအဲ့တော့တို့ကအကြိုက်တစ်ခုပေါ်တစ်ခုဆင်းအကြိုက်တစ်ခုပေါ်တစ်ခုဆင်းရင်မြင့်သွားသလားနှိမ့်သွားသလားမေးတော့ဘယ်လိုဖြေးနေတယ်လဲ နေသွားတယ်ပြီးတော့ ဟာကွာတမျိုးဖြစ်သွားပြန်ဟင်အာတော့ဒီနည်းနဲ့တို့စီးသွားတာဗျနှိမ့်သွားတာဟုတ်ကွကမူဖြစ်နေရေတိုက်စားပြီရေအားကောင်းလာ မှန်လားပါဗျာ ဒီအဲ့ဒီနည်းနဲ့တို့ခုစိတ်တွေကနေပါလာတာဗျပြင်းပြနေတဲ့စိတ်ကလေးအဲ့တော့တို့ဒါလေးကိုတတိလေးနဲ့စောင့်ပြီးတော့တို့ဒီမိုးပေါက်ကလေးကြာရင်ကြားတဲ့နေရာလေးပြရမှာတယ်လေ မှန်လားပါဗျာ ကြာပါများသွားရင်ဒီနေရာမှာသုံးနေထောက်မရင်ကိုရှံပြီးဟိုမှာနေရာကနှင်းရာကိုပြီးတော့မယ် မှန်လားပါဗျာ အဲ့တော့ဒီနေရာမိုးပေါက်ကြဒီနေရာတတိလေးနဲ့ကစင်းဆရာမယ်နင်းတဲ့နေရာမိုးပေါက်ကြဟုတ်ကဲ့အရှင်မိုးပေါက်ဒီနေရာကကြာမှာတယ်အတမိုးပေါက်ဒီကြားရတာတယ်လေ မှန်လား အနာမိုးပေါက်ဒီနာကတယ် မှန်လား အဲ့တော့မြင်တဲ့နေရာရပ်သွားအောင်
ဒီနေရာမှာတတိနဲ့တို့ကစင်းစရာမှာပေါ့ဟဲ့ မှန်ပါပါဗျာ မဆယ်မင်းခုနပြောတဲ့ယူတီချောင်းကြီးတဲ့ဝင်သွားမှာပေါ့ မှန်ပါပါဗျာ နောက်တော့တခါတည်းယူတီချောင်းကြီးအားကောင်းလာလို့စိတ်ပြီးအားကြီးလာရင်အားသွားတယ်မဟုတ်ဘူးဩဃဆိုတန်တရာထဲပါသွားတော့မယ်ဟုတ်ကလားဟဲ့ မှန်ပါပါဗျာ အဲ့တော့ဒီနေရာတို့ပါတော့တက်တစ်ဖက်နဲ့စဉ်းစားပါစို့တို့မွေးတဲ့အချိန်မှာပြက်ဆိုတာကြားဘူးလား မကြောက်ပါဗျာ မြင်ငေါမြင်ဘူးလား မမြင်ဘူးပါဗျာ သူ့အနံ့ငေါနားဘူးလား နားဘူးပါဗျာ သူ့ရောကန်ရဘူးသလား ခံရဘူးပါ ကန်ရဘူးသိသေးဘူးခင်ဗျားတို့ကြက်ရလုံးသိဘူးကြက်ရအရတာဘယ်လိုရောငေါသိဘူး မသိပါဗျာ အဲ့တော့တို့အမေရပဲလို့တော့ဟဲ့ဟင်တို့လေးကိုပွေးလို့ထင်တယ် မှန်ပါ ဟင်ကြက်ကလေးတွေလည်းကြက်ဒါပါကြက်နဲ့အဲ့လိုပြောလိုက် ပြောပါဗျာ အဲ့ဒီရတဲ့ကလေးကကြက်ကိုတို့တင်မုံကြီးတင်းနေပြီဩကြက်ဆိုတာဒါခေါ်တာကိုဟုတ်ဟဲ့ မှန်ပါဗျာ ကြက်ဆိုတာတို့မြင်မမြင်ဘူးလေနဲ့တော့ မှန်ပါပါဗျာ အဲ့တော့တို့အမေကသိမယ်တင်နေ တင်ပါ ကြ ဗျာ က်ကြည့်ပြီးတော့ဟင်ခရီးခွေမော်ထားပြီးကြက်တချို့ကြဒိုးနဲ့ဟုတ်ဟဲ့ကုတ်ထင်ဟဲ့ တော့ပါဗျာ လို့ဗျာအဲ့ဒီကနေတို့ပါတော့တခါတရံကြတော့တို့ကြက်သားဟင်းလေးနဲ့စားရတယ်ထင်ဟဲ့ သားပါဗျာ အဲ့တော့မိခင်ကအဲ့ဒီကြက်ဖက်ကလေးကိုတို့ဝါတဲ့ခါကျရော့ကြက်သားကောင်းတွေ့ဘူးလားဟဲ့ တင်ပါဗျာ တို့အမေကပဲလို့ကြွေးတော့ တင်ပါဗျာ ကောင်းလည်းပါသေးတယ် မှန်ပါဗျာ ဟုတ်ဗျာအဲ့တော့ကြက်သားနဲ့ကောင်းဆိုတာတို့ခုလာမယ်ကြက်သားမကောင်းဘူးပြောဘူးလေတို့မလားကြက်သားကောင်းလို့ပြောတာတို့အမေက ကောင်းလို့ပြောတာပါဗျာ အေးကြက်သားကောင်းအဲ့လိုထင်တယ်ဟာအဲ့တော့ဒီကောင်းဆိုတာလေးနဲ့ကြက်ဆိုတာလေးကိုတို့မှတစ်ခါနဲ့ပြီးသေးဘူးပြီးလာရင် မသိပါဗျာ တစ်ခါလည်းသမီးမသိနိုင်ဘူးခါလည်းသားမသိနိုင်ဘူးအမေကပြောလို့တာကြက်ဆိုတာကိုသိတယ်အဲ့ဒီချိန်မှာတို့ကကြက်တင်မုံကြီးကိုတင်ရဒုံးမဲရှိသေးတယ် မှန်ပါဗျာ ကြက်မှန်းလည်းသိသေးဘူးဟင်ပြီးတော့ဒီချက်ကအမေပြောတဲ့ကောင်းဆိုတာဘယ်လိုကောင်းတယ်လဲဆိုတာတို့အဲ့ဒီမှာသိသေးဘူး သိသေးပါဗျာ အဲ့ဒီချိန်မှာတို့တင်မုံကြီးတင်ရဒုံးမဲရှိသေးတယ်အဲ့နောက်တစ်ချီစားတော့အမေကထားတင်ဦးမယ်ထင်တယ် တင်ပါဗျာ ဘယ်လိုဖက်ကြက်ကောင်းဟုတ်လား မှန်ပါဗျာ ကြက်တင်ရသလားကောင်းစီရောက်တာ ကောင်းပြောင်ရောက်ပါ ဟောကျက်နဲ့ခေါင်းထားလာကြမယ်အဲ့တော့ပထမအချိန်သင်ထားတာမှမှတ်မိသေးဘူးဒုတိယအချိန်ကျတော့ဘယ်နဲ့တော့ နည်းနည်းတော့မှတ်ပြီလားပါဗျာ အဲ့နည်းနည်းတော့မှတ်မိသေးအဲ့တော့ကြက်ဆိုတာလည်းသူမှတ်လိုက်ပြီဟုတ်ကလား မှန်ပါဗျာ ကောင်းဆိုတာလည်းသူအဲ့ဒီချိန်မှာသင်မုံကြီးတင်လိုက်ပြီဒုတိယတစ်ချိန်လေ မှန်ပါဗျာ အဲ့တော့ကောင်းတာဘယ်လိုလဲဆိုတော့သူအရသာခံကြည့်ပြီးပြီအဲ့ဒီချိန်ဟုတ်ကလား မှန်ပါဗျာ ဟင်အဲ့တတိယအချိန်လည်းအမေကဒီလိုပဲသင်ပေးအောင်မယ်ဟဲ့ မှန်ပါ ဘယ်နဲ့တော့အဲ့တော့ပို့ပြီးတော့မှတ်မိသလား ပို့ပြပါမိပါဗျာ ဟင်တခါ၄ချိန်ထိသင်ပေးမယ်ဗျ၅ချိန်ထိသင်ပေးမယ်ဗျ ပို့ပြပါဗျာ ဒီလိုကြီးတဲ့ကြက်စားတိုင်းသင်ပေးမယ်ဗျဟင်နောက်တစ်ခါအဲ့လိုသာစားပါများလို့ကြက်ဆိုတာလေတို့ကကြက်ပြီးပြီဟင်ကောင်းဆိုတာလေတို့ကလေးလာပြီးပြီတွဲနေပြီထင်တယ် တွဲပါဗျာ ကြက်ဆိုတာနဲ့ကောင်းဆိုတာကိုတို့တွဲမိစားမိသွားပြီဟုတ်ကလား မှန်ပါဗျာ တကယ်လို့များနောက်တစ်ခါအဲ့ဒီကြက်သားဟင်းလေးအငွေ1000တောင်းနဲ့သပွဲပေါ်နေရင်အမေရင်ပါကြကလည်းညှို့ထိုးတော့မယ်နော် ကောင်းပါပါဗျာ အမေပြီးဆောင်အောင်မလား မကောင်းပါဗျာ ဟုတ်ကလားသူပြောတာလားသူလုပ်ခဲ့တာလား တို့လောက်ခဲ့တာပါဗျာ မှန်ပြောပြီပါ မှန်ပါဗျာ ဟိုစားရဲပါတာမဟုတ်လား ဟုတ်ပါဗျာ ဟင် မဟုတ်ပါဗျာ နောက်တစ်ခါကျတော့ကြက်ကောင်းလို့အမေပြောရသေးလား မပြောရပါဗျာ လေညှို့ထိုးတော့မှာဗျမိကုံပိုက်သေးကနေဟင်သပွဲလေးကိုမနိုင်တယ်နိုင်လားတစ်ဖက်ကပါလားထောက်လို့ထင်တယ် မှန်ပါဗျာ ခါကုံလေးနဲ့လေဘယ်လိုတော့ဟင်ကြက်ဖတ်ဆက်ခိုင်းတော့မှာဗျ မှန်ပါဗျာ နောက်တစ်ခါကျတော့ဘယ်နဲ့တော့ဟိခိုင်းလာပြီအဲ့တော့ခိုင်းတော့အမေကဆဲပေးလိုက်ရောဗျဘယ်နဲ့တော့အဲ့ကျတော့မစားခြင်းစားခြင်းလားအားရပါရလား အားရပါရပါဗျာ အာဟုတ်ကလားဟင်ဟုတ်ကလားဟဲ့တို့ပြောလို့နေမှာပါနင်တို့လုပ်ခဲ့တာလား ဘယ်လိုလောက်ခဲ့တာပါဗျာ ဟုတ်ကလား မှန်ပါဗျာ အဲ့တော့ကြက်ဆိုတဲ့ခုနကမိုးရီပေါက်ဟာကြပါများလာတယ်မခိတားတဲ့အတွက်ဟောကောင်းနောက်တော့မဟုတ်တော့ဘူးဟောအမေပြီးတော့မဟုတ်ကိုတိုင်းကိုလက်ညှိုးထိုးလာပြီ မှန်ပါပါဗျာ ယူသွားပြီထင်တယ် ကျိုးသွားပါဗျာ ယူပြီကြာရင်တော့စီးတော့မယ်တတိထားစီးတော့မယ်ဟင်ယူသွားပြီဘာဖြစ်လို့တော့ခုန၄ခွက်လောက်ဆန်းတဲ့ဟာလေးကိုတို့၅ခွက်၆ခွက်ထည့်တယ်လို့ပဲချိန်ဖန်များစွာဖြစ်လာပြီဟင်အဲ့တော့ဖိတ်ပြီးရှာသွားပြီဒါကိုမှတ်မိနေပြီဟင်ကြက်ဆိုတာနဲ့ကောင်းဆိုတာကိုကောင်းကောင်းကြီးတို့ဆွဲမိသွားပြီ
သွားပြီပါဗျာ ဟင်အဲဒီလိုနဲ့စားလို့သူဟောတစ်နှစ်ပြနှစ်နှစ်ပြ5နှစ်ပြအဲ့လိုပြောလို့စကားပြောတတ်လို့စွဲလာပြီဆိုရင်အမေရဲ့ချက်ကိုစောင့်မလားကြက်သားပေးလို့တောင်းမလား ကျက်သားပေးလို့တောင်းပါပါဗျာ ပုတ်ကလာဟဲတို့မေးလို့ထင်ပါတယ်နင်တို့အဲ့လိုတောင်းခဲ့သလား အဲ့လိုတောင်းခဲ့ပါဗျာ ဟင်အောင်မကြီးနင်တို့ဘူးနင်တို့တောင်းလာခဲ့တယ်ဟင်အဲ့တော့ရိုးနေလားဟဲ့ပြီးသွားပါလားဟဲ့ ပြီးပါပါဗျာ ပြီးသွားပြီဟင်အဲ့တော့အမေရဲ့ချက်မစောင့်တော့ဘူးဟင်အမေချက်မစောင့်တော့တောင်းကိုတောင်းလာအဲ့လောက်ထိဖြစ်လာပြီတကယ်လို့များတို့ကိုလူလားမြောက်လာပြီဟင်ကိုယ်တိုင်ခုနကပြောလို့သွားပြီးတော့ဟိုပစ္စည်းကိုရောင်းရချရတဲ့နေရာရောက်လာပြီဟုတ်ကလားဟိကိုယ်တိုင်ဈေးသွားပြီးရောင်းနိုင်ချနိုင်နေရွေးရောက်လာတော့ပိုက်ဆံများလက်ထဲရောက်လာရင်အမေအဝယ်ဆောင်မလားကိုယ်တိုင်ဝယ်လာ ကိုယ်တိုင်ဝဲတော့ပါဗျာ ဟေးဘယ်နဲ့တို့ဟိဘယ်နဲ့တို့ကြီးသွားပြီထင်တယ်ဟိ ပြီးပါပါဗျာ ကြီးသွားပြီတို့ဒီကျက်ဆိုတဲ့ခါလေးနဲ့ကောင်းဆိုတာလေးပေါ့ဟိုတို့လူချင်းစိတ်အားကြီးသွားပြီကာမအာတဝဆိုတဲ့လူချင်းစိတ်စီကြောင်းနေသွားပြီဟုတ်ကလား မှန်ပါဗျာ ဘဝအာတဝဆိုတဲ့ဒီဟိုချိုတဲ့ဖြစ်စဉ်လေးကိုခံစားနေရတာလေအဲ့ဒီဘောမတို့ဟိုပါတော့ညစ်ကပ်နေတဲ့ဘဝဖြစ်စဉ်လေးပေါ့လေတို့ပြိုစည်းနေပြီ ယူစီပါဗျာ ဟုတ်ကလား မှန်ပါဗျာ ပြီးတော့ဒိဋ္ဌာတဝဆိုတဲ့တို့ဒီကြက်သားစားတာကောင်းဤဆိုတဲ့ဒီဆွဲပေါ်မှာဟောမယူစည်းဘူးလား ယူစီပါဗျာ ပြီးတော့ဒီကြက်သားစားရင်ဟိုနောက်ဘုံကဘယ်လိုဒီကြက်သားစားရင်ငါဘယ်နဲဆိုတဲ့ဟာတွေဘာသိတော့မလဲ မသိပါ ဘာသိတော့ငါစားရပြီးတော့မျက်ဖြင့်ငါတော့မသိဘူးဒီကနေ့ကောင်းစားဖို့လိုတယ်ဆိုတဲ့အာဝိဇ္ဇာတဝကမသိနိုင်ဘူးလား သိတယ်ပါဗျာ အဲ့တော့အာတဝ၄ချောင်းလေဒါအာတဝတရား၄ပါးဆိုတာမဟုတ်ဘူးလား မှန်ပါပါ အဲ့ဒီချက်ဖတ်တစ်ခုပေါ်မှာပဲ၄ခုလုံးရှိတယ်အဲ့ဒီကြက်သားစားနေရတာလေးကိုခုံမင်းနေတာကာမအာတဝမဟုတ်ဘူးလား ဟုတ်ပါဗျာ အဲ့ဒီကြက်သားစားနေရတဲ့ဖြစ်စဉ်လေးပေါ်ကိုသားနေတာဘဝအာတဝမဟုတ်ဘူးလား မှန်ပါပါဗျာ အဲ့ဒီကြက်သားလေးကိုစားရပြီးရောဆိုတာဒါဒိဋ္ဌိအာတဝမဟုတ်ဘူးလား မှန်ပါပါဗျာ နောက်ဘာဖြစ်နေနေဆိုရင်အဝိဇ္ဇာတဝမဟုတ်ဘူးလား မှန်ပါပါဗျာ ယူစီကြောင့်ကြက်သားတစ်ဖက်ပေါ်မှာယူစီကြောင့်လေးခုရှိတယ်အဲ့ဒါတို့ဖျားရှိသွားပြီးအေဓာမီပုံညာအာတဝဲခယံအဲ့လိုဆိုရင်တော့ဒါရပ်တန်းနေမထင်နဲ့မနေ့တချိန်ညတစ်ချိန်ည မရပါပါဗျာ နေတိုင်းမရပါဗျာ ဘာပြုလို့ဟုတ်ကလား မှန်ပါဗျာ ဒါကျင့်ယူမှရတာကြီးတောင်းယူလို့ရတဲ့ဟာမျိုးမဟုတ်ပဲနဲ့ မှန်ပါဗျာ ဒါကျင့်ယူပါမှာ မှန်ပါဗျာ တောင်းယူလို့မရဘူးဒီလိုနဲ့တို့ကိုယ်ပိုင်ငွေဘဝကြရတဲ့ငွေကြရတဲ့ဘဝရောက်လာလို့ရှိရင်ကိုယ်တိုင်ဝယ်တော့မယ်ကိုယ်တိုင်ချစ်တော့မယ်စက်သားမစားရမနေနိုင်တော့အောင်ဖြစ်ပြီဟုတ်ဟိ မှန်ပါဗျာ စိတ်ထားတွေပြင်းမြလာသလားပြုံးနေလာသလား ရုံးနေတော့ပါဗျာ ကဲဘောကိုကိုချင်းစာရှိဦးမလား မရှိပါဗျာ သူဒီလဲသူ့ဘဝလေးနဲ့သူနှမျောရှာမှာပဲ နှမျိုးပါပါဗျာ ငါဒီလဲငါဘဝလေးငါနှမျောရှာတယ် မှန်ပါပါဗျာ ငါဒီငါဘဝလေးချမ်းသာတယ်လို့သူ မှန်ပါဗျာ နောင်ရတကယ်လို့ဒီချက်ကိုမစားရမနေနိုင်ရင်တော့အိမ်တောင်မွေးတော့မယ်ထင်တယ်ဟဲ့ချက် မွေးပါဗျာ အဖို့ဘာလို့ကြည်အောင်ဒီဘက်ကသူပြောတာမှားသွားလို့များလားဟုတ်ပြောတော့မှားလို့ရည်သလားလို့အဖိုးကြီးတယ်ဝဲထင်တယ်သူပြောတာမှားလို့များရည်သလားလို့ငေါကိုယ်တိုင်မွေးတော့မယ်ဗျမစားရမနေနိုင်ဖြစ်လာတယ်အချိန်မပြီးစားရအောင်လေ မှန်ပါဗျာ စိတ်ထဲမှာဆန္ဒပေါ်တိုင်းထားပြီးတတ်မစားဘူးလား သတ်တာပါဗျာ သွားပြီကျူစီကြောင့်ဒီနည်းနဲ့မစားရမနေနိုင်ဖြစ်လာခဲ့ကြဟုတ်ကလား မှန်ပါဗျာ အဲ့လိုတို့စားခဲ့တဲ့ကြက်သားအကျိန်ပေါင်းဘယ်လောက်ရှိ မရတွက်နိုင်ပါဗျာ ဟုတ်ကလား မှန်ပါပါဗျာ ဟိုအထာပေါင်းကဘယ်လောက်တော့ အပေါင်းကလည်းမရတွက်နိုင်ပါဗျာ အဲ့တထအဖကပေါင်းကရော မရတွက်နိုင်ပါဗျာ ပိတ်သားချင်းကရော မရတွက်နိုင်ပါ ပြည့်ရွက်နိုင်တော့ဘူးကိုတို့စားလာတဲ့ကြက်ပြောတာ မှန်ပါပါဗျာ တို့စားလာတဲ့ကြက်ဟုတ်ကလား မှန်ပါဗျာ အဲ့တော့နောက်ကတို့ဘယ်လောက်စားခဲ့တယ် မရတွက်နိုင်ပါဗျာ နောင်ရောဘယ်လိုစားအောင်မလဲ မရတွက်နိုင်ပါဗျာ ဒီလိုဆိုနောက်ပြန်ကြည့်လဲခမ်းမမြင်တော့ဘူးဟောတာတော့သွားပြီ မှန်ပါဗျာ ရှေ့ထမ်းကြည့်လဲခမ်းမမြင်တော့ဘူး မှန်ပါဗျာ ဘယ်ဖတ်ကြရင်နားမယ်လို့ရှိသလား မရှိပါဗျာ ဘယ်အထက်မှာနားမယ်လို့ဟောရှိသလား မရှိပါဗျာ ဘယ်နှစ်လောက်နားမယ်လို့ဟောရှိသလား မရှိပါ ဒီ ဗျာ လိုဆိုရှေ့ထမ်းမြော်ကြည့်လဲကမ်းမြင်လေးလို့လား မမြင်ပါဗျာ နောက်ပြန်လှည့်ကြည့်တော့ကမ်းမြင်လေးလို့လား မမြင်ပါဗျာ ဘယ်နှစ်ထမ်းမှမသိတော့ပဲနဲ့ဟင်
တခါကိုကကျွေးကိုကြက်ကြိုက်တဲ့ဒါရင်ကိုမိတ်ဆွေတွေကိုတငယ်ချင်းတွေကိုကြိုက်တာလေးနဲ့တို့ပါတော့ဟဲ့လာလို့ရှိရင်အဲ့ပြုတ်မှတင်တယ်ဟဲ့ပြုတ်မှာပါဗျာအဲ့တော့တို့ကသူများတွေကိုကျွေးလိုက်ရတဲ့အထာပေါင်းအဖပေါင်းအနာပေါင်းကဘယ်လောက်ရှိတော့မရည်တွက်နိုင်ပါဗျာဒါရင်တောင်လို့တူတဲ့အဲ့ဒီဘက်လဲငါမမြင်တော့ဘူးတင်တယ်မှန်ပါဗျာကိုကကျွေးလိုက်ရတာလေမှန်ပါဗျာတခါသူတို့အိမ်သွားတော့ငါမိတ်ဆွေကြီးကဒီလူဟာမျိုးတွေစားရတဲ့ဆိုသူများကျွေးတာတွေစားလာတာအဲ့ဒီမြောက်ဆိုတဲ့ကမ်းမှာကောမရှိမမြင်ပါဗျာဘယ်နဲ့ထားတော့ဘယ်နဲ့ဖာတော့မရည်နိုင်ပါဗျာဒါရင်တောင်ငန်းကြည့်လဲတို့ကမ်းမမြင်လားမမြင်ဗျမှန်ပါဗျာမြောက်လှမ်းကြည့်တော့ကောတို့ရှေ့ဝလှမ်းကြည့်တော့ကောဗျလားမမြင်လားမမြင်ပါနောက်ကိုကောဗျလားမမြင်လားမမြင်တို့ဒီကနေစားတိုင်းအောက်ကျသွားတာကောဘယ်နှခါရှိပြီနော်မရည်တွက်နိုင်ပါဗျာအပေါ်ကထဲလိုက်အောက်ကကျလိုက်ထဲကအပေါ်ကထဲလိုက်အောက်ကကျလိုက်နဲ့အောက်ငုံကြည့်တော့ကောဘယ်လောက်နဲ့နေပုံကြီးအဲ့ဒါကြက်ပင်လေတော့ရောက်သွားပြီကြက်ပင်လေတဲ့ကဲကြက်ပင်လေတဲ့ရောက်နေခင်ဗျားတို့အဲ့ဒီယူသီးကြောင်းလေးမတားမိတဲ့အတွက်လေကြက်ပင်လေတဲ့တို့ရောက်နေပိုကလာကဲဘယ်လိုလုပ်ကူးမလဲပင်လေကြီးတဲ့ရောက်နေကဲကြက်ပင်လေကလွတ်အောင်ဘယ်လိုလုပ်ကူးမလို့မကူးနိုင်မြုပ်မှာပေါ့ဗျာမကူးနိုင်မြုပ်ဗျာကဲဘယ်နဲ့တော့မကူးနိုင်မြုပ်တော့မှာပေါ့ဒီတိုင်းဆိုရင်တော့နောက်လည်းဘယ်လောက်မှန်းသိတော့ရှေ့လည်းဘယ်လောက်မှန်းတစ်သောင်းမှမသိဘူးကိုကကျွေးခဲ့တာလည်းဘယ်လောက်မှန်းသိဘူးသူကျွေးတာစားခဲ့တာလည်းဘယ်လောက်မှန်းသိအဲ့တော့လေးဘက်လေးတာရလေးမျက်နှာတုံးသိတော့စားပြီးတဲ့အောက်ကျသွားတာအောက်လည်းကြည့်လိုက်ရင်တို့ဘယ်လောက်နဲ့မှန်းသိတော့ဘယ်နဲ့တော့အဲ့တော့ဒီအာတော်ယူစည်းကြောင်းကိုမတားတဲ့အတွက်ဩကာဆိုတာတို့ရွာတဲ့တော့မရှိပါဘူးဒါစားတဲ့နေမှာပါရွာတဲ့ရှိတာပါဗျာစားတဲ့မဟုတ်ဘူးလားဟဲ့ဟုတ်ပါဗျာဖျားဟောထင်တာပဲဟဲ့ဟုတ်ပါဗျာဘယ်လိုဗျာမဟုတ်ပါဘူးလားဟုတ်ပါတယ်ဖျားဟောပဲတို့ရွာတဲ့မရှိပါဘူးဒါဟုတ်ကလားမှန်ပါဗျာတို့ရွာဒါမျိုးမလုပ်ပါဘူးတို့ရွာမိကောင်းဖခင်သားသမီးတွေကြီးတဲ့ဥစ္စာမလုပ်နိုင်ဘူးဒါတော့တို့ရွာမှာအာတော်မရှိပါဘူးဩကမရှိပါဘူးတို့ရွာကုန်းကြီးတွေပဲထင်တာပါတို့ရွာပင်လေလားကုန်းကြီးလားပင်လေပါဗျာဟုတ်ဗျာကိုကလည်းကုန်းကြီးပါဝပင်လေပါကုန်းကိုတည်ထားတာမဟုတ်လားတို့ရွာကကုန်းပါဗျာရွာကကုန်းဘယ်ဟာကမကုန်းတာတော့ခင်ဗျာလုံးပြန်ပါပြီခင်ဗျာမေးရတာလေရွာကသာကုန်းဆိုတော့ဘာမကုန်းတာလို့ခင်ဗျာအာတော်ကပင်လေဖြစ်နေပါဗျာဟုတ်ကလားမှန်ပါဗျာစိတ်ဆွဲမှာကကိရိတာကပင်လေမှန်ပါဗျာကိရိတာပင်လေတဲ့ဟိုကြက်ကိရိတာပင်လေတဲ့ရောက်နေပြီတို့မှန်ပါဗျာအဲ့ယူစီကြောင်းလေမှန်ပါဗျာတို့ပါတော့ကွယ်ဟိုမိုးထထကြတယ်တောင်ကုန်းပေါ့တို့မို့ကုန်းပေါ့မိုးထထကြဒီနေရာကြီးတက်ကြပါများရင်ကုန်းပေါ်ကဆိုရင်အောက်ပဲစီမှာထင်တယ်အောက်ကိုသိပါပါအဲ့တော့အသီးတန်တဲ့နေရာမှာမြောင်းလေးဆိုတာဖြစ်နိုင်ဘူးလားဖြစ်ပါဗျာအဲ့ဒီမြောင်းလေးပေါင်းမြောင်းများစွာကဆုံတဲ့နေရာမှာမြောင်းကြီးမဖြစ်နိုင်ဘူးလားအဲ့ဒီမြောင်းကြီးကဆုံလို့ရှိရင်ဟိုမှာတို့ဘောင်းချောင်းလေးဖြစ်နိုင်ဘူးလားဖြစ်နိုင်ပါအဲ့ဒီချောင်းလေးများတဲ့နေရာကချောင်းကြီးမဖြစ်နိုင်ဘူးလားဖြစ်နိုင်ပါအဲ့ဒီချောင်းကြီးလေးများတဲ့နေရာကမြစ်မဖြစ်နိုင်ဘူးလားဖြစ်နိုင်ပါအဲ့ဒီမြစ်တွေများတဲ့နေရာကပင်လယ်မသွားနိုင်ဘူးလားသွားနိုင်ပါအေးဒီနည်းနဲ့ပဲလေတို့စိတ်ဓာတ်တွေမှာမှန်ပါပါအဲ့ဒါအားသွားပဲလေဒီမိုးရေပေါက်လေးတစ်ပေါက်ကြာတာကိုမတားမိတဲ့အတွက်ထင်တယ်မှန်ပါပါအဲ့ဒါဒီနာတစ်ပေါက်ဟိုနာတစ်ပေါက်ကြာကအပေါက်တွေများလာပြီအဲ့ကတပြီလုံးကသူ့သွားတော့ဟိုမှာတို့တိုင်းပြည်ရဲ့လေကောင်မှာအေယာဝတီရဲ့လို့ဖြစ်သွားတာထင်တယ်မှန်ပါပါအေယာဝတီကို6နေကနေပြီးတော့သွားတော့ဟိုကြတော့ဘာတော့ပင်လဝါရောက်သွားတာထင်တယ်ပင်လေကြီးဖြစ်သွားပြီကမမြင်လားမမြင်တို့ကြက်တစ်ဖက်လည်းဒီတိုင်းပဲအဲ့တော့ဒါကကြက်ပင်လေပြောတာလေတို့ကြက်ပင်လေတစ်ခုတော့ရှိမှာပါကျန်တာတို့မစားပါဘူးတပင်လေလောက်နဲ့ပြီးရောပေါ့တို့ရောပေါ့ဗျာခင်ဗျားတို့တပင်လေလောက်ဆိုတို့ရောပေါ့ဗျာဟာမကဘူးတဲ့ဟိုဘာဖြစ်လို့တော့ကြက်ပင်လေတခုတည်းမဟုတ်ဘူးလားတို့ပါတယ်ဟုတ်ပြီဗျာအဲ့တော့ကြက်ပင်လေတခုတည်းလားဝက်မှာကောဒီတိုင်းပါပဲဗျာငါမှာကောဒီတိုင်းပါပဲဗျာဟောဗျာနွားမှာကောဒီတိုင်းပါပဲဗျာဘဲတွေ့တော့ကောပါပါဗျာပင်လေဒီဘယ်လောက်များမယ်လဲဟိုမှာတော့သမုဒ္ဒရာ၄သိန်းလို့ပြင်မှာတော့ပြောတာတို့မှာဘယ်နှစင်းလောက်ရှိနေလဲဒီဘက်နိုင်ပါဗျာဟုတ်ကလားဟဲ့မှန်ပါဗျာဒီမှာတော့တို့ဘာတော့၄ပြသမုဒ္ဒရာလို့ပြောတာမဟုတ်လားမှန်ပါဗျာ
မြေကြီး9သွဲတဲ့မြင့်ငယ်900တဲ့လေးပြသမုတ်တရားနဲ့စားရလို့ဆိုတာမဟုတ်လား မှန်ပါဗျာ တို့လဲ4ခုလောက်တော့ပေါ့ဟဲ့ဟောဗျာဒီကြတဲ့ဘူကကိုဆေးလိပ်ပင်လဲပါအောင်မှထင် မှန်ပါဗျာ ဟုတ်ကွန်းကဟော ပါပါဗျာ ဟိုဟာဒီဟာလေးတွေဟေ့ ပါပါဗျာ အေးပင်လယ်ငယ်လေးတွေလည်းတော်တော်များမထင်ဘူး မှန်ပါဗျာ ဟင်ရှိသေးလားလို့ပင်လယ်လေးတွေ ရှိပါဗျာ ဆေးလေးကလည်းတလိပ်ပြီးတလိပ်ထင်တယ် မှန်ပါ နောက်ကတော့ကြတာလည်းပင်လယ်မှမသိဘူးရှေ့ကပင်လယ်တော့မှမလည်းမသိသေးဘူးသူများတိုက်တာတွေတော့လာတာလည်းဘယ်တော့မှမသိဘူးဟင်ဟိုကိုတိုက်လိုက်ရတာလည်းဘယ်တော့မှမသိဘူးတို့ဆေးလိပ်ပင်လဲကတော်တော်ကြီးမှထင်တာ ရှိပါဗျာ ဟင်ပင်လယ်တိမ်ကပင်လယ်နဲ့လား ပင်လည်းနဲ့ပါဗျာ အဲ့တော့ပင်လယ်တိမ်ပဲထင်တာပဲဒါဟင်ကံဟူတန်းပင်လယ်လေးတော့ရှိဦးမှာပါအကုန်လုံးပင်လယ်နဲ့ကြီးတယ်လား ကိုလုံးပင်လည်းနဲ့ကြီးတယ်ပါဗျာ ဟုတ်ကလား မှန်ပါ ဟာတို့ကပင်လယ်တိမ်လေးတွေကြီးတယ်ထင်တာဟင်အဲ့တော့အပြင်မှာရှိတဲ့ရုပ်ပင်လယ်ကတော့တို့သမုဒ္ဒရာ၄စင်းပင်လယ်ကြီး၄ခုပဲရှိတယ် မှန်ပါဗျာ တို့နံပင်လယ်ကတော့ကတော့ဘူး မကပါဗျာ ဟင်ကတော့ဦးရဟင်တို့ဒီအဲ့ဒါအာသဝဩဃဆိုတာစားရဲမဟုတ်ဘူးတို့တကယ်လုံနေတာ မှန်ပါပါဗျာ ဟင်စားရဲထင်မနေနဲ့ မှန်ပါပါဗျာ ဟင်အဲ့တော့တို့ဒီအာသဝရည်စီးเจ้าကတခါတရံတော့ရည်စီးတတ်မှထင်ပါတယ်အများအောင်စီးမှမထင်ပါဘူးဟုတ်ကလားဗျာတတ်တဲ့အခါရှိဦးမှာပါဗျာ ဒါစီးတဲ့အခါလေးတက်ပါဗျာ ဟုတ်ပါမဘယ်တော့မှဒါစီးပါလိမ့်မလို့ ခါတရားလေးတော့ဒါစီးပြီးရောက်ပါဗျာ ဟုတ်လားသမုဒ္ဒရာကြီးကိုခင်ဗျဂဲလေးတစ်လုံးပြစ်ချလိုက်တော့ဟင်တန်ရောပေါ့လေ အဲ့လိုနေတော့မတက်ပါဗျာ ခင်ဗျဘယ်ဟာကြီးနဲ့ပြည့်ထားအောင်ဟိုကသမုဒ္ဒရာကြီးကိုဂဲလေးတစ်လုံးပြစ်ချကြည့်တာဒီမှာတန်းတော့ပါတယ်ဟဲ့ဒီလောက်ဆို မတက်ပါဗျာ ဟာဟုတ်ကလားဟဲ့ဟင်ဘယ်မလို့တော့မှဘယ်ချိန်မှနာဘူးဗျာဟင်ကံရှင်တတိယလည်းငွေကလေးကသေးတိဗျာခန္ဓာကိုယ်တဲ့တဖွာဖွာတည်းထင်တယ် မှန်ပါဗျာ ဟင်စိတ်ကလည်းဒီတိုင်းပဲဥရဝလည်းဒီတိုင်းပဲအာဟာရလည်းဒီတိုင်းပဲအဲ့ဒီတိုင်းဒုတဲ့ရှိတဲ့သွေးလှုပ်ရှားမှုတိုင်းဒီအဆွဲဆိုတဲ့ဥပါဒံကလည်းဒီတိုင်းပဲရှိနေတယ်ဟင်တောင်းမှုသာမြင်းတာနဲ့ချက်ချင်းလိုချင်တာထင်တယ် မှန်ပါဗျာ ကြားတာနဲ့ချက်ချင်းလိုချင်တာ မှန်ပါဗျာ ဟင်အဲ့ဒါတို့ယူစီကြောင်းနေမဟုတ်လား မှန်ပါဗျာ ဟင်အမြဲတမ်းများနားတဲ့အချိန်မရှိဘူးတို့လူသားအိတ်ချင်းအိတ်မယ်အာသွားမအိတ်ဘူး မိပါဗျာ ဟင်အိတ်ဘူးဗျာဒါတို့ဖြစ်နေကြတာလေဟင်အဲ့ဒါလေးတွေတို့ဒီလောက်များတော့လေနိုင်လောက်เสียမရှိပါဘူးဒီတိုင်းပဲနေလိုက်ရင်ကောင်းမလားပင်လို့လေတို့ဟာတွေနဲ့တို့အသက်နဲ့ဆိုရင်တော့ပင်မန်းမယ်ဒီတိုင်းလေးတာတာလေးနေလိုက်လေပြီးရောတယ်ဟင်ဒီလောက်ကြီးများတာခင်ဗျားပဲဘယ်လိုလုပ်ပဲမလို့ဟင်ဒီလောက်ကြီးများလို့တော့တတ်နိုင်ဘယ်နဲ့တော့ဟေးဒီတိုင်းပဲလက်မှန်ချမလားဟုတ်ကလားဟဲ့ဟင်အဖို့ဘယ်နဲ့တော့ဒီလောက်ကြီးများတော့လေအာသွားတွေများနေခဲလေးရတဲ့တလုံးကြတလုံးစားဟင်ဘယ်နဲ့တော့ဟေးတို့ဖို့မလုပ်တော့ဘူးဟင်အာသွားတွေလည်းအများကြီးစိတ်တွေဆွဲတွေနားတယ်လည်းမကြည့်ဘူးမိုးကောပြတ်ခဲ့လားဟေး မပြတ်ပါဗျာ အာယုံလည်းတဖို့ပဲကြာတုံးပဲဘယ်တော့မှပြတ်မှာမဟုတ်ဘူးအာယုံဘက်ကလည်းဟုတ်ကလားဟိ မှန်ပါဗျာ မိုးကလည်းမဆဲဘူးဗျာဟင်အဲ့ဒီမိုးမဆဲတဲ့အတိုင်းအာယုံတိုက်ခိုက်တော့ဗျာဒုဘက်ကလည်းယူစီကြောင်းနေရလဲမြင်းထားနဲ့မမြင်လိုက်နဲ့လိုချင်နေပြီလိုချင်တာမဟုတ်မလိုချင်တာပဲဟုတ်ကလားဟိ မှန်ပါဗျာသွားမှာပဲနူယောဂနဲ့ဝူတော့တာသွားမှာပဲကဲဒီတိုင်းကြီးနေကြမလားဘာဖြစ်လို့တော့နိုင်မှမနိုင်တော့တာဟင် မှန်ပါဗျာ အေးတမဗျာတဲ့အေးဒီတိုင်းမနေလိုက်ကြတာပေါ့ပဲဟင်အဲ့တော့တို့ဘာတော့ဟိုနွားကြားဆွဲသည်တဲ့ဒီလိုပြောရထင်တယ် မှန်ပါဗျာ အဲ့တော့ဒီနွားကြီးကပိတ်တာချင်းပေါင်း200 300ရှိတာပဲကွကြားကအကောင်လေးဘယ်လောက်ရှိတော့ ဘာမှမရှိပါဗျာ ဟင်နွားနဲ့ကြားလေဘသူကပိတ်တာချင်းစီတော့ ဘာမှမရှိပါဗျာ ဘသူကအားကြီးတော့နွားအားကြီးတာပဲအဲ့ဒါကိုဒီနွားကိုကြားဆွဲတဲ့ဆိုတာဟုတ်သလားဟုတ်ကလားဟောတို့ဘာတော့ဟိုနွားတွေ့ပြီဆိုပါတော့ပထမတခါလဲကြားကချက်ကောင်းကိုကြိုက်တာ မှန်ပါဗျာ ငအုံဟာမျိုးကိုကြိုက်တာ မှန်ပါ ငယ်နိုင်ကိုကြိုက်ထားတာငယ်နိုင်ဟုတ်တယ်နဲ့ မှန်ပါဗျာ ဟင်အဲ့ငယ်နိုင်ကြိုက်ထားတာကြိုက်ပြီးတော့ကို तू ကဒီအကောင်ကြီး तू ပဲချင်းနေမှမလဲအဲ့တော့ तू စမ်းမဲ့တောအုပ်လူချင်းတဲ့နေရာရောက်အောင်အဲ့နှအုံလေးကိုကြိုက်ပြီးတော့ကိုခေါ်သွားတာအဲ့တော့ကြားအောင်နွားကဒီနှအုံငယ်နိုင်လေးကိုကြိုက်ထားတာလေးကိုမခံနိုင်တော့တာလေးမေးလိုက်သွားဟင်အဲ့ဒါကိုနွားကြားချီတယ်လို့ပြောတာဟုတ်ကဲ့ မှန်ပါဗျာ ဟင်
ဒီနှုံလေးကိုကြိုက်ထားတာတခါတည်းနွားကဟိုမသွားခြင်းလို့ပေးနေတယ်ကြားပါတယ်တော့နှုံလေးနည်းနည်းလေးဟုတ်လေတိုးထားအဲ့တော့မခံနိုင်တော့သားလေးပါသွားဝါးရမြောင်တော့ကျတော့တခါနွားကမလိုက်ချင်းတော့ပေးနေတယ်အဲ့တော့ဟောကြားကတခါနာလေးအစွဲလေးနဲ့ထောက်အဲ့တော့မခံနိုင်ဘူးမခံနိုင်တော့လိုက်တင်နေလိုက်သွားဒါနဲ့တော့ဦးထဲလည်းရောက်အောင်ရောလူလည်းရှိမိဒီနေရာမှာတေချာပေါက်နေရာကျမှအသေးကြိုက်ပြီးတော့စားတာအဲ့ဒါနွားကြားချီတယ်လို့ပြောတာအဲ့တော့ကြားချီတာလားကြားနောက်ကိုသူ့ဟာသူအလိုလိုက်သွားတာလားကြားနောက်ကိုသူ့ဟာသူလိုက်သွားတာဗျာတို့အားသွားတာဟောကြားနောက်ကိုလူလိုက်သွားတာပါဗျာဟုတ်ကလားဟဲ့မှန်ပါဗျာဟုတ်ကလားဟဲ့သူမမဲဆာလောင်မသိပေါ်လာပြီဒါလေးကိုသီးမခံနိုင်တဲ့အတွက်ထင်တယ်မှန်ပါဗျာဒါလေးလိုက်သွားစိတ်ကူးထဲမှာခရင်းချင်တာဒီနေ့စက်သားလေးမစားရတာများကြားဆိုဘယ်နဲ့တော့ဒါလေးလိုက်သွားမှန်ပါဗျာမစားနဲ့သင်စားပေါ့များပြီဘယ်နှခါများတားတော့မကြားပါဘူးစားခဲ့တဲ့ထားပေါက်နဲ့များပြီနင့်ဆွဲကြီးတာပြီတော်ဘယ်နှခါများကလန်ကဆန်လုပ်တော့မကြားပါဘူးဒါလေးလိုက်သွားဟုတ်တယ်နဲ့အဲ့တို့လည်းဒါလေးလိုက်နေလို့စားပဲယုံနိုင်ရင်ခုယုံခုပြတ်တယ်မှန်ပါဗျာဟုတ်ကလားမှန်ပါဗျာအဲ့တော့ရေစီးချောင်းကြီးကိုသမုဒ္ဒရာကြီးဒီလောက်ဖြစ်နေဒီသမုဒ္ဒရာရဲ့မူရင်းနေဘယ်သူတော့မြစ်ကလာတာတယ်နဲ့မှန်ပါဗျာမြစ်မရှိဘဲနဲ့ဒီသမုဒ္ဒရာဖြစ်နိုင်သလားမဖြစ်နိုင်ပါဘူးအဲ့မြစ်ရှိလို့သမုဒ္ဒရာဖြစ်တာပဲအဲ့တော့ဒီမြစ်ကောချောင်းရှိလို့ဖြစ်တာမဟုတ်ဘူးလားမှန်ပါဗျာဟုတ်ကလားဟဲ့မှန်ပါဗျာချောင်းမရှိဘဲနဲ့ဒီမြစ်ဆိုတာဖြေးထုံးတန်းရှိသလားမရှိပါဘူးရှိပါဘူးဗျာအဲ့တော့ဒီချောင်းကောမြောင်းရှိလို့ဖြစ်တာမဟုတ်လားမှန်ပါဗျာမြောင်းရှိလို့ဖြစ်တာပဲမြောင်းမရှိပဲချောင်းဖြစ်နိုင်မှာမလဲဟုတ်ကလားဟဲ့အဲ့တော့ဒီမြောင်းကောအပေါ်အမြင့်ရှိလို့ဖြစ်တာမဟုတ်ဘူးလားမှန်ပါဗျာအမြင့်ရှိလို့စီးကြလာတာလေမှန်ပါဗျာအဲ့တော့ဒီအမြင့်နေရာကဖြစ်တာမဟုတ်ဘူးလားမှန်ပါဗျာအဲ့တော့ဒီအမြင့်နေရာမှာဟိုတို့မိုးအဆင်မပြတ်ရွာလို့မဟုတ်ဘူးလားမှန်ပါဗျာအဲ့တော့မိုးရေပေါက်တစ်ခါကြဒီနေရာကစင်းတစ်ခါဖယ်လို့ရှိရင်အဲ့ဒီမြောင်းမကောနိုင်ဘူးလားကောနိုင်ပါဗျာမြောင်းကောရင်ချောင်းကောမပေါက်နိုင်ပါဗျာချောင်းကောရင်မြစ်ကောမဖြစ်နိုင်ပါဗျာမြစ်ကောရင်ပင်လယ်ကောမဖြစ်နိုင်ပါဗျာပင်လယ်လည်းပင်လယ်ဟိုပင်လယ်နဲ့ကနေပင်လယ်ရင်ဖြစ်မှာပေါ့မှန်ပါဗျာပင်လယ်ရင်ကနေနောက်ပင်လယ်ခမ်းဖြစ်မှာပေါ့နောက်ကျုံးပေါ်မှာပေါ့ဒါပဲမဟုတ်လားမှန်ပါဗျာဒီလိုဆိုတော့ပဲနေလို့ဒီလိုတော့လွယ်ပါဗျာဟုတ်ကလားမှန်ပါလွယ်ရင်လွယ်လာထားတော့ခင်ဗျာရွတ်မလားလွယ်မလားလွယ်ပါပါဗျာဟုတ်ကလားလွယ်တယ်ဆိုရင်တော့သူလွယ်ထားတော့မနဲ့တူပါတယ်ရွတ်မှမထင်ပါဘူးခင်ဗျာထမ်းမလားရွတ်မလားလွယ်မလားခင်ဗျာဟုတ်ပြမေးလို့မရဘူးခင်ဗျာစကားတည်းခင်ဗျာပဲလွယ်တာလွယ်တာတော့ဘေးချိတ်ထားတာဟုတ်ကလားဘယ်ကဟုတ်မှာတော့ရွက်ထားနေမှမတူပဲနဲ့အဲ့တော့တို့မှလည်းပိုးကမိုးရေပေါက်ကအမြဲမပြအာယုံတွေတိုက်နေတယ်အဲ့တော့ကြက်ကိုမြင်တဲ့နေရာတွေကတားလိုက်လို့ရှင်ဟိုတွေးပေါ်နိုင်မလားမပေါ်နိုင်ပါဗျာပေါ်နိုင်တခါမှရင်တခါတွေးပြောက်မှာဟဲ့ဒီလိုဆိုဒီအစွဲနာနေတဲ့အတွေးဒီတဖြည်းဖြည်းနဲ့တွေးမသွားနိုင်ဘူးလားတွေးသွားနိုင်ပါဗျာလေအဲ့ဒါအသွားတန်နေပဲမြင်တိုင်းလေမှန်ပါအဲ့လိုပဲကြက်သားလို့ကြားလိုက်သုံးမို့ကြက်ရဲ့အော်တန်လေးကြားလိုက်သုံးမို့ကြက်သားရင်ချစ်တယ်ဆိုတဲ့အင်္ဂါပြောတန်လေးကြားလိုက်ကြားတိုင်းအဲ့ဒီနေရာလေးကိုအဆက်မပြတ်သူကမိုးရွာနေဒီနေရာဆက်မပြတ်ဒီနေရာလေးကစင်းဆယ်နေရင်ဟောဟိုအစွဲနာနေတာတွေကပျောက်မသွားနိုင်ဘူးလားပျောက်သွားနိုင်ပါဗျာအတွေးလေးတွေမှေးနိုင်သည်ကောတော့မှာဒီတိုင်းလာလို့စမ်းကျက်နံ့ရလို့ဖြစ်စေတို့မို့ချက်ထားတဲ့ဟင်းနံ့ရလို့ဖြစ်စေနန်နိုင်နန်တယ်လို့မှတ်လိုက်လို့ရှိရင်ဟောဒီနာလေးမှာပြတ်မသွားနိုင်ဘူးလားပြတ်နိုင်ပါဗျာနာယုံနဲ့ပြတ်သွားမှာပေါ့ဒီလိုဆိုတွေးတရားရှိဦးမလားမရှိပါဘူးဗျာဒီလိုဆိုအစွဲနာတာတွေကတွေးရကမှီးမသွားနိုင်ဘူးလားမှီးနိုင်ပါဗျာတို့မို့ချက်ဖတ်ကိုဟိုအသားဖတ်ကိုပဲကင်ဟင်းဖတ်ကိုပဲကင်လို့ကင်တိုင်းမှတ်တယ်ဆိုရင်ရက်ဆိုတဲ့အတွေးဝင်နိုင်သေးသလားဝင်နိုင်ပါဗျာကင်နာပြီးကင်တဲ့နေရာတွေတို့ရမသွားဘူးလားရသွားပါရသွားတယ်ဆိုရင်ဒီနေရာကိုတွေးချင်ရအောင်မလားမရပါဘူးဒီလိုဆိုအစွဲနာနေတာလေးကတွေးရကမှီးမသွားနိုင်ဘူးလားမှီးသွားနိုင်ပါဗျာစားတဲ့နေရာလဲတို့ဝါလိုက်ပြီကွယ်အဲ့ဒီဝါနေတဲ့အချိန်ကိုဝါတယ်လို့မှတ်လိုက်ရင်ဝါတဲ့နေရာတွေရမသွားနိုင်ဘူးလားရသွားနိုင်ပါဗျာကြက်ဆိုတဲ့အတွေးဝင်နိုင်သေးလားမဝင်နိုင်ပါဘူးကြက်မှမဝင်ကောင်းတယ်ဆို
စီးအောင်မလား မရှိပါဗျာ ကောင်းတယ်ဆိုတယ်မစီးနိုင်တော့ဘူးဟုတ်ကလား မှန်ပါဗျာ ဟင်ဝါတယ်နဲ့ရလိုက်တာလေကျက်ဆိုတာကောပေါ်မလား မပေါ်ပါ ဟောကျက်ဆိုတာရင်ပေါ်တော့ကောပြီဒီနေ့တော့ ပေါ်ပါဗျာ ဟင်အဲ့တော့ခြူတာတော့စားမှာပေါ့ကွကျက်ကလေးလောက်ကိုပယ်လိုက်တာပဲ မှန်ပါဗျာ ဟင်ခြူတဲ့ယူစီချောင်းနဲ့ကျက်ယူစီချောင်းကပုံများတယ် ရပါဗျာ ဟင်ဟောခြူတာကတော့ဟိုခြူတာလေးဝါကွခြူတာလေးတစ်ခါဝါရင်ခြူမန်းတစ်ခါပြီးထင်တယ် မှန်ပါဗျာ ခြူတာလေးရှားပေါ်ကကုန်းရင်ခြူတာရှိသေးလား မရှိပါဗျာ အေးသူကတကယ်ရှိတဲ့ပစ္စည်းတို့မြည်သည်အာနိစ္စမျိုးခရထမျိုးမဟုတ်ဘူးလား မှန်ပါဗျာ အဲ့တော့ဒီချိုးရင်မတ်တက်နဲ့စိုင်းရင်မတ်တက်နဲ့သူကုန်ခန်းသွားတာတင်လေ မှန်ပါဗျာ ဒီနေရာမှာတင်သူခန်းချောက်သွားပြီဟင်သွားတော့ဟိုကျဲဆိုတာကရှိတာလည်းမဟုတ်ဖ ೇನೆ ဘယ်တော့ကုန်မလို့ မကုန်ပါဗျာ ဟင်တို့9နှစ်သား9နှစ်သမီးလောက်ကစားခဲ့တာတွေရောကုန်မလား မကုန်ပါဗျာ အဲ့သူကကိုနတ်တဲ့မျိုးမှမဟုတ်ပဲကျဲဆိုတာရှိမှမရှိပဲနဲ့ဟင်ရှိတာကချက်ချင်းကုန်တယ်ရှိတဲ့နေရာပဲစားလို့ရှိရင်တို့ပြတ်တယ်ကွ မှန်ပါ အဲ့ကျက်ဆိုတဲ့မရှိတာကြီးဆွဲထားတာကဘယ်တော့မှမပြောက်ဘူး မပြပါဗျာ ဟင်အဲ့တော့ဒီမရတဲ့ကျက်ကိုတို့သွားစားနေတာတင်တယ် မှန်ပါ ရတဲ့ခြူတာစားရင်ပြတ်တယ် မှန်ပါဗျာ အဲ့တော့မရှိတာကြီးသွားပြီးတော့ကျက်ဆိုတော့ဒီကျက်ကဘယ်တော့ဖြစ်ဒီတိုင်းနေတော့မှာအဲ့တော့ဝန်းထဲမှာတို့ဘာတို့မွေးထားတဲ့ကျက်ချန်ကြီးကကျက်ဘယ်နှကောင်ရှိ မရည်တွက်နေပါဗျာ အပြင်ကကျက်မြင်တာနဲ့တွန်းမိထင်တယ် တွန်းပါဗျာ ဟုတ်ကဲ့ဟိုတို့ဘာထဲမှာဝက်ဆွဲနဲ့မွေးထားတဲ့ဝက်ချန်ကြီးရောဝက်ကဘယ်နှကောင်ရှိ မရည်နိုင်ပါဗျာ အပြင်ကမြင်ထားတဲ့ဘယ်နဲ့တော့သူ့ဖော်လာတော့ထဩတာတယ် ပေါ်လာပါဗျာ ဟင်ကြားထားနေတဲ့ခြံလောင်ဝက်တွေကမနေဘူးကြဩမတို့ခြံလောင်ကျွတ်ဟိုကြက်တွေကလည်းအများကြီးပြအဲ့ဒါတို့စားလို့မရတဲ့ဟာကိုစားပြီးတော့စွဲနေတာတည်းကြီးတယ်စားလို့ရတဲ့အချို့ကတော့ဟောကုန်နှက်တဲ့ခန်းနှက်တဲ့မျိုးမဟုတ်ဒီနေရာကုန်ဒီနေရာခန်းသွားဗျအဲ့တော့တို့ဒီကြက်ဆိုတာလေးကိုမြင်ရကလည်းမှတ်လိုက်လို့မြင်တာနဲ့ရပ်သွားမယ်ကြားရကမှတ်လိုက်ရင်လည်းကြားတာနဲ့ရပ်သွားမယ်နာနာလေးမှတ်လိုက်ရင်လည်းနာနဲ့နေရာနဲ့ရပ်သွားမယ်ဟင်ထီရင်လည်းထီတဲ့နေရာလေးရပ်သွားမယ်ဝါရင်လည်းဝါတာလေးရပ်သွားမယ်ဆိုရင်တို့အစွဲနာနေတာလေးတွေကအတွေးလေးတွေမှများမေးမသွားနိုင်ဘူးလား ပြေးသွားနေပါဗျာ တီလိုဆိုပဲ့နေတော့မြောင်းကောလို့မြောင်းမရှိရင်ချောင်းတိမ်မှာပေါ့ မှန်ပါဗျာ ဟင်ခေါင်းပြောက်ရင်မြစ်ကဟော မရောက်နိုင်ပါဗျာ ဟင်အမြစ်ပြောက်ရင်ပင်လေဟောဟိဘယ်တော့ပြောက်မှာကဲလွယ်လေးဟုတ်စားလွယ်ထားရုံပဲမဟုတ်လားလွယ်လေးပဲမဟုတ်ဟင်တိုင်းလွယ်ထားရုံပဲပေါ့ဟင်အဲ့လွယ်ရင်လွယ်တယ်ဗျမလွယ်လို့မလွယ်တာ မှန်ပါဗျာ အဲ့တော့တို့သွားနေတဲ့တန်တရာနောင်ငါလည်းဒီအာသွားနဲ့သွားတာ မှန်ပါဗျာ ဟင်ရှေ့သွားမှလည်းအဲ့ဒီအာသွားစီကြောင်းတိုင်းသွားမှာ မှန်ပါဗျာ အဲ့ဒါခုနကအာယုံအတိုက်တွေတဖြောက်ဖြောက်ကြာတိုင်းဟုတ်ကလား မှန်ပါဗျာ အနုယောဂလူချင်းနဲ့ကိုကြိုက်တာတွေ့လေကိုမကြိုက်တာတွေ့တော့ကိုဒီဟာလေးကိုမကြိုက်ဘူးလို့ဆွဲထားရင်ဝိရောဓဖန့်ကျင်နေတယ်ထင်တယ် မှန်ပါ ဒါလေးနှစ်ခုကိုတို့တတိနဲ့မဖြတ်တော့ခဲ့လို့ဒီလောက်ထိကြာတာ မှန်ပါပါဗျာ ဖြတ်တော့နိုင်ရင်ဒီနေရာဖြောက်ဒီနေရာမှာတင်ကုန်နေဗျဟင်ဘယ်လိုဒီလိုဆိုပင်လေကြီးဘယ်တော့ကုန်အောင်ပက်မလို့ဟင်ကျက်ပင်လေကြီးကိုဘယ်တော့ခန်းအောင်ပက်မှာတော့ဘယ်တော့ခန်းမှာတော့တရက်လောက်ပက်ရင်တော့ခန်းလောက်ပါ2ရက်လောက်လေ2ရက်လောက်ပက်မယ်တလားလောက်ပက်မယ်ဟင်တစ်နှစ်လောက်ပက်ဟိဒီလိုဆိုလဲလုံးမနေပါနဲ့သမီးခန်းမှာမဟုတ်ပဲနဲ့ဟင်ပင်မယုံနေမှာပါဟင်ဒီတိုင်းဆိုတော့ပင်မယုံမဲနေမှာပေါ့ဟင်တို့ဘက်ကဟိုဘက်ကဟိုအာယုံတွေကဆက်မပြကြနာကိုတို့ဘက်ကတတိဆက်မပြမှတ်လို့ရှိရင်ကြောက်မလားကွယ် မကြပါဘူး တို့မိုးရွာတယ်ထင်တယ်ဟိအပြင်မှာဟုတ်ကလားဒီမှာအမိုးနဲ့မိုးထားလို့ရှိရင်ဒီထဲမှာမိုးကြမလား မကြပါဘူး ဒီလိုဆိုဒီမှာမြောင်းဖြစ်မလား မဖြစ်ပါဘူး စီးမလား မရှိပါဘူး အဲ့တော့သူဘယ်လောက်ကြနေနေကွယ်ထီးမိုးထားသလိုပေါ့ကိုတတိလေးအများအားကိုစိတ်မိုးထားရင်ဟောဟင်အဲ့တော့ဒီထီးကဘယ်လောက်မိုးဘယ်တော့လုံးလဲမိုးမှာဟင်မိုးမရွာမိုးခေါင်းတဲ့နေများရှိလို့လားဟောဗျာဖိုးရွာတဲ့နေမှာမိုးမယ်ဆိုမိုးခေါင်းတာများရှိလို့လားဟင်ဘယ်အာယုံမှမတိုက်လေကတော့တော့နဲ့တိုက်နေမှာဟင်အပြင်လက်ကြီးတောတောင်ငါတယောက်ထဲမို့ကြီးတစ်ပင်နဲ့သွားတိုက်တစ်ပင်နဲ့တိုက်မိမှာပဲ တိုင်းပါပါဗျာ ဟင်តែမဲ့အာယုံနဲ့တိုက်မှာပဲအဲ့တော့မိုးခေါင်းတဲ့နေရှိလို့လား မရှိပါဘူး အေးမရှိပါဘူးဗျာဟင်
အဲ့တော့မိုးကတလောက်ကြီးကောင်းနေတာဟင်အဲ့တော့မိုးဒီလောက်ကောင်းတာတို့ထီးရဘယ်တော့ဆောက်မှာဟုတ်ပြီဘယ်တော့ဆောက်မှာတော့မေးတာမိုးကတော့မိုးခေါင်လုံးပေါ့ဟဲ့မိုးခေါင်လုံးပေါ့မိုးရောင်မှဆောက်မယ်ဆိုတော့ခုမိုးမရွာဘူးပေါ့ဟောပြမေးလို့မရဘူးခုနမိုးရောင်မှဆောက်မယ်ဆိုတော့ခုပဲမိုးခေါင်နေတဲ့ပုံဟင်အာယုန်နဲ့အဆက်မပြတ်ကြနေတာမိုးခေါင်သလားတမီးရဟင်မိုးမရွာတဲ့အချိန်များရှိလားမရှိပါဘူးဗျာတိုင်ထီးရပဲတော့ဆောက် ခုချိန်ကစဆောင်းမှာပါဗျာမိုးရွာမှဆိုမလားလို့ဟင်အဲ့တို့အပမာရတတိအမြဲတမ်းဒီလိုလုပ်နေရမှာမဟုတ်ဘူးလားမှန်ပါပါဒီလိုဆိုရင်မှတ်တိုင်းဟိုကဘလောက်ပဲအာယုန်နေများမြင်နေမှတ်နေအဟောင်းကလည်းမတွေးတာဘူးထင်တယ်မှန်ပါဗျာဟင်အစ်စ်ကလည်းမတွေးတာဘူးထင်တယ်တွေးတာပါဗျာအဲ့တော့ဒီအဟောင်းကိုအစ်စ်ကမဆက်ရင်ဒီဟာဘယ်တော့မှအညုံမတက်နိုင်ဘူးမှန်ပါဗျာဘယ်တော့မှတို့လက်ငုပ်ကနေပြီးအညုံမတက်နိုင်ဘူးဒီလိုဆိုတဖြည်းဖြည်းနဲ့တိမ်ရင်ကောခြင်းမဖြစ်နိုင်ဘူးလားဖြစ်နိုင်ပါဗျာအဲ့ဒါအာတဝကိုဖျားရှိသွားပြီဣဒာမေပုံညာလုံးမနေလေဟင်အဲ့တော့တို့အာယုံဘယ်ဟာအာယုံခံစားသက်ရှိဖြစ်သက်မဲ့ဖြစ်ကြိုက်တာနဲ့တွေ့မကြိုက်တာနဲ့တွေ့ဒီတတိလေးနဲ့ကိုယ်စိတ်ကလေးကိုထီဆောင်းပေးနေရမှာတယ်လေမှန်ပါဗျာထီဆောင်းလို့အရေးရှိရင်ဒီမိုးဒီထီကိုမတိုးနိုင်ဒီအောက်မှာတာမကျိုးပါဘူးမကျိုးပါဗျာစီချောင်းဆိုတာမပေါ်နိုင်ဘူးမှန်ပါဗျာတို့အဲလိုအားထုတ်ရမှာဗျာအဲ့တော့ဣဒာမေပုံညာအာတဝခယံလို့တို့တောင်းယူရမှာလားလှုပ်ယူရမှာလားလှုပ်ပါပါဗျာအဲ့ဒါအာတော်တရား၄ပါးကုန်ရင်ခန်းရင်ဒီတတိနဲ့မှချင်းကလွဲလို့တခြားမရှိဘူးဟုတ်ကလားမှန်ပါဗျာအဲ့တော့အာတဝကုန်ရင်ခန်းရင်ဒီတိုင်းအားထုတ်မှန်ပါပါဗျာကဲတော်ကြရောသာသာ